နိုဘီတာကသူ့ကိုယ်သူစပရေးဖြန်းလိုက်တယ်ရှားပါတတော်အဖြစ်ပြောင်းလဲဖို့ပါဒါပေမဲ့သူ့ခန္ဓာကိုယ်ကဘာမှပြောင်းလဲမသွားဘူးအဲ့ဒီအချိန်မှာဂျေယန်နဲ့ဆူနီယိုကသူ့နောက်ကိုလိုက်နေတာကိုတွေ့လိုက်ရတယ်နိုဘီတာလည်းအသက်လူပြီးပြေးတော့တာပေါ့ဒါပေမဲ့လည်းဂျေယန်ရဲ့ဖမ်းတာကိုခံလိုက်ရတယ်စပရေးရဲ့အာနီတင်စတင်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်နိုဘီတာကိုကြည့်ပြီးမျက်နှာမူရာတွေချက်ချင်းပြောင်းလဲသွားတယ်သူတို့ကနိုဘီတာကိုချက်ချင်းတောင်းပန်ကြတယ်ဒါပေမဲ့နိုဘီတာတူးမှာဒဏ်ရာရသွားတယ်သူတို့နှစ်ယောက်ပို့ပြီးတော့ပြပြတလဲဖြစ်သွားကြတယ်ဒီသတင်းသာအပြင်ပေါက်သွားရင်သူတို့ချက်ချင်းဖမ်းခံရမှာအသေးချပါပဲသူတို့တွေအရန်ကြောက်လန့်ပြီးခွင့်လွှတ်ဖို့တောင်းပန်ကြတယ်အဲ့ဒီတော့မှနိုဘီတာကဒါဟာစပရေးရဲ့အာနီတင်ဆိုတာသိသွားတယ်ဒါကြောင့်သူကဟန်ဆောင်ပြီးသူတို့ကိုလွှတ်ပေးလိုက်တယ်ဒါပေမဲ့သူတို့နှစ်ယောက်ကတော့စိတ်ပူနေတော့ပဲဒါကြောင့်သူတို့ကနိုဘီတာကိုအိမ်ထိဘေးကင်းအောင်လိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်စိတ်ပြက်လက်ပြက်နဲ့နိုဘီတာကသူ့နောက်ကိုမလိုက်ဖို့ပြောလိုက်တယ်ပြီးတော့လှည့်ထွက်သွားခဲ့တယ်သူကရှီဇူကာအိမ်ကိုသွားခဲ့တယ်ထင်းတဲ့အတိုင်းပါပဲရှီဇူကာကသူ့ကိုနင်းနင်းထွေးထွေးနဲ့အိမ်ထဲခေါ်သွားတယ်သူမကနိုဘီတာကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေတယ်နိုဘီတာကဇဝေဇဝါနဲ့မေးလိုက်တယ်ရှီဇူကာကသူဟာကဘာပေါ်မှာတူရေးသောနိုဘီတာပဲလို့ရှင်းပြတယ်ပြီးတော့သူမကအမေဖြစ်သူကိုမုံတွေယူလာပေးဖို့ချက်ချင်းပြောလိုက်တယ်မကြခင်မှာပဲမုံတွေကုတ်ကီးတွေနဲ့တတိမျိုးစုံနိုဘီတာရှေ့ရောက်လာတယ်သူကဘာမှမစင်စားပဲစားတော့တာပေါ့ဘိုင်းဝအောင်စားပြီးနောက်မှာတော့နိုဘီတာကလမ်းမပေါ်လမ်းလျှောက်လာခဲ့တယ်သူတစ်ပါးရဲ့အလိုလိုက်အလေးပေးခံရတာဘလောက်တောင်ကောင်းကလေးဆိုတာကိုသူအံ့ဩနေမိတယ်အဲ့ဒီအချိန်မှာကောင်လေးနှစ်ယောက်ပြေးလာတယ်နိုဘီတာနဲ့လက်ဆွဲနှုတ်ဆက်ဖို့သူတို့တွေစိတ်လှုပ်ရှားနေကြတယ်ဒါတွေဟာတကယ်ဖြစ်ပျက်နေတာဆိုတာသူတို့မယုံနိုင်အောင်ဖြစ်နေကြတယ်နိုဘီတာဘယ်သွားလူအုပ်ကြီးကဝိုင်းအောင်နေပြီးသူ့ကိုရှားပါပစ္စည်းတစ်ခုလိုဆက်ဆံကြတယ်စားတောက်ကုန်စည်ကိုဖျက်သွားတဲ့အခါမှာဆိုင်ရှင်ကစိတ်လှုပ်ရှားစွာနဲ့ပန်းဒီတစ်လုံးပစ်ပေးလိုက်တယ်နိုဘီတာကလည်းအာမနာတန်းတကိုက်လိုက်တယ်ဒါကိုမြင်တော့တခြားလူတွေကလည်းသူ့ကိုအစားအစာတွေကျွေးဖို့ပြေးလာကြတယ်အရသာရှိတဲ့မုံမျိုးစုံသူ့လက်ထဲမှာပြည့်ရှံနေတော့တာပဲလူတိုင်းရဲ့စူးစိုက်ကြည့်နေတဲ့အကြည့်တွေကိုကြည့်ပြီးနိုဘီတာကြောက်သွားပြီးအဲ့ဒီနေရာကနေထွက်သွားဖို့ကြိုးစားတယ်ဒါပေမဲ့တယောက်ကသူ့ကိုဆွဲထားလိုက်တယ်သူကနိုဘီတာနဲ့အမှတ်တရဓာတ်ပုံရိုက်ချင်နေတာပါဒါကိုမြင်တော့အခြားလူတွေကလည်းဓာတ်ပုံရိုက်ချင်ကြပြန်ရောနိုဘီတာကအခက်အခဲများစွာနဲ့ရုံထွက်ခဲ့ရတယ်ဒါပေမဲ့သူ့ကိုအင်တာဗျူးချင်တဲ့သတင်းထောက်တွေနဲ့ထပ်တိုးပြန်တယ်ဒါကတော့ဒနာယီလာရှားပါပြီးတန်ဖိုးရှိတဲ့နိုဘီတာပဲဖြစ်ပါတယ်ဝိုင်းဆက်နေတဲ့မျိုးလုံးလေးတွေနဲ့သူကတိတ်ချစ်ဖို့ကောင်းတာပဲအဲ့ဒီအချိန်မှာနိုဘီတာထိတ်လန့်သွားပြီးအမြန်ထွက်ပြေးတော့တယ်မမျော်လင့်ပဲနောက်ကလူအုပ်ကြီးကလည်းသူ့နောက်ကိုမနာနဲ့လိုက်လာကြတယ်နိုဘီတာတယောက်စိတ်သက်တွေအတော်လေးပျက်စီးနေပါပြီသူဆက်မပြေးနိုင်အောင်မောပန်းနေချိန်မှာပဲဦးလေးကြီးတယောက်ကသူ့ကိုလန်းလန်းပြပြီးအမြန်ပုံးကိုပြောလိုက်တယ်နိုဘီတာကလည်းဘာမှမစင်စားပဲလမ်းကြားထဲမှာဝင်ပုံးလိုက်တယ်လူအုပ်ကြီးကိုအောင်မြင်စွာမျက်ခြေဖြတ်ပြီးနောက်မှာတော့နိုဘီတာတက်ပြင်းရှည်ကြီးချလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့ကိုအဝတ်တစ်ခုနဲ့အုပ်လိုက်ကြတယ်သူတို့တွေဟာလူကုန်ကူးသူတွေဖြစ်နေတာပါသူတို့ကနိုဘီတာကိုမသွားပြီးရောင်းစားဖို့လုပ်နေကြတယ်အဲ့ဒီအချိန်မှာပဲဒိုယေမွန်ကအချိန်မီရောက်လာခဲ့တယ်